လျှက်စစ်တာရယူသုံးဆွဲထားသူတွေအနေနဲ့အခုလဇူလိုင်လ31ရက်နောက်ဆုံးထားပြီးသက်ဆိုင်ရာဌာနတွေကိုလာရောက်အသိပေးပါကအရေးယူမှုတွေကိုရော့ပေါ့ပေးသွားမယ်လို့စစ်အုပ်စုရဲ့လျှက်စစ်နဲ့စွမ်းဝင်ကြီးဌာနကဇူလိုင်လ22ရက်နေ့ရက်တီပေးထားပါတယ်။လျှက်စစ်တာတရားမဝင်ရယူသုံးဆွဲမှုတွေကိုဖြေရှင်းနိုင်ဖို့အတွက်အခုလိုအခွင့်အရေးပေးထားတာဖြစ်ပြီးတမတ်ကာလအတွင်းမိမိတို့အသုံးပြုနေတဲ့အခြေအနေကိုလာရောက်အသိပေးသူတွေအတွက်ဓာတ်အားဖြတ်တောက်တာတန်ကြီးပေးဆောင်ရတာနဲ့တရားစွဲဆိုခံရတာတွေကနေကင်းလွန်ခွင့်ပြုသွားမယ်လို့ဆိုပါတယ်။ဒါအပြင်တရားမဝင်ရယူသုံးစွဲထားတဲ့ဓာတ်အားအတွက်ရော်ကျင်းငွေတွက်ချက်ရမှာလဲသတ်မှတ်ထားတဲ့မူလနှုန်းထားရဲ့90%သာကောက်ခံသွားမယ်လို့အသိပေးထားပါတယ်။လျှက်စစ်နဲ့စွမ်းဝင်ကြီးဌာနကဇူလိုင်လ12ရက်မှာထုတ်ပြန်ထားတဲ့အသိပေးချက်အရဇူလိုင်လ31ရက်ကျော်လွန်ပြီးနောက် Control Center တွေကစစ်ဆေးတွေ့ရှိတဲ့တရားမဝင်ဓာတ်အားသုံးစွဲမှုတွေကိုတော့သက်ဆိုင်ရာလျှက်စစ်ဥပဒေတွေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အရေးယူမှုအနေနဲ့ဒဏ်ကြေးငွေပေးဆောင်စေခြင်းမီတာကအသုံးပြုခွင့်ကိုကာလကန့်သတ်နဲ့ရပ်ဆိုင်းခြင်းသို့မဟုတ်ပယ်ဖြတ်ခြင်းလုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းစတဲ့အရေးယူမှုတွေပြုလုပ်သွားနိုင်တယ်လို့အတည်ပြုထားပါတယ်။လျှက်စစ်တာတရားမဝင်ရယူသုံးစွဲမှုတွေလျော့နေလာမယ်ဆိုရင်လက်ရှိလျှက်စစ်တာမရရှိသေးတဲ့ပြည်သူတွေစီကိုဓာတ်ပုံမှုဖြန့်ဖြူးပေးနိုင်မှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံထားပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီး9နှစ်ကျော်အတွင်းလက်နက်ကင်ပဋိပက္ခတွေစစ်ရုံချမ်းနဲ့ကျန်းမာရေးဝန်ထမ်းတွေပေါ်တိုက်ခိုက်မှုတွေကြောင့်ကျန်းမာရေးစနစ်ဟာပြိုလဲလူနီးပါးအခြေအနေရောက်ရှိနေပြီလို့ဒီကာရီယန်သတင်းဌာနကဖော်ပြပါတယ်။2021ခုနှစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းအများပြားဟာစစ်အုပ်စုရဲ့ဖမ်းဆီးမှုကိုရှောင်ရှားဖို့နေရစွန့်ခွာခဲ့ရပြီးတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေနဲ့တိုးရင်းစည်းကမ်းတွေမှာဆက်လက်ကူတာပေးနေကြပါတယ်။လုံခြုံရေးအရအဲလီလို့အမည်လွှဲဖော်ပြထားတဲ့ဆရာဝန်တဦးဟာအာဏာသိမ်းပြီးနောက်မိသားစုနဲ့ခွဲခွာကတော်ရင်းစည်းကမ်းတစ်ခုမှာနေရစွန့်ခွာသူတွေနဲ့စစ်ပေးရှောင်သူတွေကိုကူတာပေးနေသူဖြစ်ပါတယ်။သူမဟာလေကြောင်းတိုက်ခိုက်မှုနဲ့ဖမ်းဆီးခံရနိုင်တဲ့အန်ဒီရဲ့အောက်မှာစေဝါနဲ့စေဘတ်ဆိုင်ရာပစ္စည်းမလုံလောက်ပဲလူနာတွေကိုကူတာပေးနေရပါတယ်။ကလေးလူနာတွေကိုအချိန်မီမကယ်တင်နိုင်တဲ့ဖြစ်ရပ်တွေခင်မွန်းဖြစ်သူဖမ်းဆီးခံခဲ့ရတာနဲ့အန်ဒီရဲ့များတဲ့အခြေအနေအောက်မှာကလေးမွေးဖွားခဲ့ရတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းကြုံနေရတယ်လို့ဆိုပါတယ်။ကိုယ်နိုင်ငံအတွက်လှုပ်ပေးနေပေမယ့်မိသားစုပေါ်မှာတော့ကြာရှုံနေတယ်လို့ခန်းစားရတယ်လို့အဲလီကအသီကာရီယန်ကိုပြောပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ဆက်ဆက်တဲ့တိုက်ခိုက်မှုနဲ့အနောက်ရှက်ဖြစ်စဉ်အနည်းဆုံး1948တင်ရှိခဲ့တယ်လို့ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုတွေကိုမှတ်တမ်းတင်နေတဲ့ Insecurity Insight ရဲ့အချက်လက်တွေကိုကိုးကားပြီး The Guardian ကဖော်ပြပါတယ်။2026ခုနှစ်ဇူလိုင်လအစောပိုင်းထိကျန်းမာရေးဝန်ထမ်း185ဦးသေဆုံးခဲ့ပြီး932ဦးဖမ်းဆီးခံထားရကဆေးရုံနဲ့ဆေးကမ်းတွေအနည်းဆုံး910ကျင်းထိခိုက်ပျက်စီးခဲ့တယ်လို့ Insecurity Insight ကမှတ်တမ်းတင်ထားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အချက်အလက်တွေအရမြန်မာနိုင်ငံတဝင်းလူပေါင်း9.3သန်းဟာ2026ခုနှစ်အတွင်းအခြေခံကျန်းမာရေးဝန်ဆောင်မှုအရေးပေါ်လိုအပ်နေပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့အဓိကအတားအဆီးတွေထဲမှာငွေကြေးမတက်နိုင်တာအနည်းနားမှာအသုံးပြုနိုင်တဲ့စီးရုံစည်းကမ်းမရှိတာနဲ့လိုအပ်တဲ့ကူးတာမှုမရှိတာတို့ပါဝင်ပါတယ်။မြန်မာနိုင်ငံတဲ့တရားမဝင်ပို့ဆောင်ဖို့စီစဉ်ထားတယ်လို့ယူဆရတဲ့အစစ်မြင့် FPV drone လေးစင်းနဲ့စစ်ရေးမှာအသုံးပြုနိုင်တဲ့ဆက်ဆက်ပစ္စည်းတွေကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာတင်ဆက်ရမိပြီးမြန်မာနိုင်ငံသားတူကိုဖမ်းဆီးထားတယ်လို့ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CIB ကထုတ်ပြန်ပါတယ်။ထိုင်းအာဏာပိုင်တွေဟာသတင်းပေးချက်တစ်ခုအရမဲဆောက်မြို့ကပါဆယ်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကိုဇူလိုင်လ21ရက်မှာဝင်ရောက်စစ်ဆေးခဲ့ရာတန်တရားဖြစ်ပွယ်ပစ္စည်းတစ်တာနှလုံးကိုတွေ့ရှိခဲ့တာပါအဲ့ဒီပစ္စည်းတွေကိုလာရောက်လက်ခံသူနောက်လိုက်လံစောင့်ကြည့်ပြီးစစ်ဆေးခဲ့ရာတရားမဝင်တဲဆောင်လာတဲ့ drone ပစ္စည်းတွေကိုတိတ်ဆဲရမိခဲ့ပါတယ်အဲ့ဒီနောက်သူ့ရဲ့နေအိမ်ကိုဆက်လက်ရှာဖွေရမှာအလားတူပစ္စည်းတွေထည့်ထားတဲ့နောက်ထပ်တစ်တာတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်တိတ်ဆဲရမိတဲ့ပစ္စည်းတွေထဲမှာအပြည့်စုံတပ်ဆင်ပြီးသား FPV drone လေးစင် drone ကိုယ်တဲ့ခုနဲ့အမြန်နှုံးမြင့်မော်တာတွေကင်မရာတွေပြန်တမ်းမှုထိန်းချုပ်ရေးပုတ်တွေပါဝင်အထူးပြုအစိပ်ပိုင်း16မျိုးပါဝင်ပါတယ်။ဒီပစ္စည်းတွေဟာတာမန်အရက်ဘတ်သုံး drone တွေမဟုတ်ဘဲအမြန်နှုံးမြင့်ပြန်တမ်းနိုင်စွမ်းနဲ့အဆင့်မြင့်အထက်ပြဆက်သွယ်ရေးစနစ်တွေတပ်ဆင်ထားတာကြောင့်စစ်ဆေးရေးနဲ့တိုက်ခိုက်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်တယ်လို့ CIB ကဆိုပါတယ်။စုံစမ်းစစ်ဆေးချက်အရ drone ပစ္စည်းတွေကိုချင်းမိုင်ကနေမဲဆောက်မြို့စီပို့ဆောင်ခဲ့ပြီးအဲဒီကတစ်ဆင့်မြန်မာနိုင်ငံထဲတရားမဝင်ဆက်လက်တည်ယူဖို့စီစဉ်ထားတာဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံထားရသူကိုကျော်မင်းလို့ဖော်ပြထားပြီးသွင်းကုန်အခွန်ပေးဆောင်ထားကြောင်းအထောက်အထားမတင်ပြနိုင်ခဲ့ပါဘူး
သူကတော့ပါဆယ်ကိုလာရောက်ယူပေးတာသာဖြစ်ပြီးအထဲမှာဘာတွေပါဝင်နေဆိုတာမသိဘူးလို့ရဲတပ်ဖွဲ့ကိုထွက်ဆိုထားပါတယ်လက်ရှိမှာကိုကျော်မင်းကိုမဲဆောက်ရဲစခန်းမှာထိန်းသိမ်းထားပြီးအကောက်ခွန်မကြေညာထားတဲ့ပစ္စည်းတွေတရားမဝင်သယ်ဆောင်မှုနဲ့ထိုင်းအကောက်ခွန်ဥပဒေအရအရေးယူဖို့ဆောင်ရွက်နေပါတယ်။ drone တွေကိုမြန်မာနိုင်ငံတွင်းဘယ်အဖွဲ့အစည်းစီပို့ဆောင်ဖို့စီစဉ်ထားသလဲဆိုတာကိုတော့ထိုင်းအာဏာပိုင်တွေကထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။